ဒီနေ့မှာတော့စာပါကစာဝိုင်းညီမအနေနဲ့ရွာကိုသွားပြပါဖြစ်ပါတယ်ကဲအားလုံးပဲ let's go ခါကမနေ့6နာရီထားနေကြမှုလို့ထားလိုက်ပါမယ်ညီမလေးကဘာမှမလုပ်သေးပါဘူးဆိုတော့နားတေးလိုက်ပါမယ်ကဲနားတေးလိုက်ပါမယ်နားတေးပါဆိုရေချိုးပါမယ်ရေချိုးပွားပြီဆိုတော့ရွာမသွားခင်ညီမလေးတို့ကမနှက်စပစ္စည်းပေးရပါမယ်။အဲအတွက်အိမ်မနေရဲ့အိတ်ရှိလေးပါဝတ်လိုက်ပါမယ်။ sorry ပါ။အိမ်မနေရဲ့အိတ်ပဲဝတ်လိုက်ပါမယ်။ခဏလေးပါဒီဗီဒီယိုပဲပြပါလား။ခဏလေးနော်။စိတ်ကတူလိုက်။ဒီလိုပါဆိုညီမလေးတို့မဲဆိုင်ပြီးစင်လိုက်အောင်မယ်။ဒါရင်တော့ညီမလေးတော့နှုတ်မယ်ညီမလေးက9နာရီထားနေကြဆိုတော့သူ9နာရီလောက်တော့နိုးလာမှာပါ။နည်းနည်းစာပြင်ဆင်မှုတော့မျိုးရောင်းနေသွားလိုက်ပါမယ်။ကဲမနက်စာကကြတော့မုံဟင်္ဂါလေးလုပ်မယ်။အဲလိုမှဆိုတော့ဒီဆိုမုတ်ွက်လေးတွေကိုတိတ်ချရေးစေမယ်။မုတ်ွက်လေးတွေဆေးလိုက်မယ်။ကဲမဟင်္ဂါလေးချက်လိုက်ပါဦးမယ်ဒီကလေးပြင်ပွားဆိုတော့မလေးတော့နှုတ်လိုက်ပါဦးမယ်မလေးကအားတော်လေးဝကူညတဲ့စိတ်နဲ့မအိတ်ပါဆိုတော့မလေးညီမလေးကချနေလာဘာလို့မနိုးလာလဲလာဟောညီမလေးမမအောက်မှာစောင်းနေမှာနော်မလေးအင်းကြီးပါရေချိုးပြီးလို့ရှိရင်လာကြနော်မရှိမှစောင်းနေမယ်မနဲ့မိုးလေးနေလေအဲ့ရညနာပြရတော့မယ်ဝတ်တက်ရအောင်မယ်အမနဲ့မင်းနဲ့ထားနေไปเลยแหละไม่น่าจะซ่าละแม่เบี้ยวว่ะเข้ามาแบบมาม่าง่าซ่าหนีดีมาม่าเองมาได้เลยไปซ่านี่อ่ะซ่าบีมาดิจ้ะมาดิมาอยู่โอ้อะไรจะเข้าตัวยังมั้งเนาะมาเลยยันนี่มาเลยมาม่าทำไมซ่าโลบีบีมาทำไมซ่าโลบีมาทำไมซ่าโลบีเดี๋ยวชิมอะไรกันเนาะมาชอบบุหรี่กินให้ไหมกินแล้วง่ายว่าสาลีกูกินอะไรเปล่าไหมทีมาอยู่ที่เชี่ยวสาลีอยู่แล้วไหมแกงไอ้ที่เลยชอบอะไรเปล่าไหมตีชาลีไอ้ที่เลยชอบหวานซอสชอบบุหรี่อันที่มาใช่ไหมไม่รู้อะไรเปล่าไหมชอบบุหรี่แต่ว่าคันที่มาชาละเมมาเรียกชอบบุหรี่ต้องเป็นสิ่งไรปีบางไหมมาเรียกอยู่เลยชอบบุหรี่สอมาชาเลยบางไหมถ้าหวานสอมาเรียกมาปีเรียกรังดิมาแล้วขาเลยแกงานไอ้ที่เลยบางจะเป็นที่เลยบางสอมาเรียกว่าต้องขอเลยบางไหมဟုတ်တာညီမလေးကထမင်းစားတနာရောက်ကြ။ခါဒီရဲ့ကမှထိုင်ဆောင်နေရမယ်။ထမင်းစားလေပြီးတော့ပြီဆိုတော့အိမ်ပေါ်မှာဝတ်ဆက်တော်လေးလာမယ်။ညီမမဆရာနေရမညာအိမ်နေရ။အိမ်ချီလေးမယ်။အိမ်ရလို့ပွားရင်ဆက်မလဲရအောင်။เลยไว้สำหรับถ้าไม่มาก็ขอแล้วแม่ไม่ ဒါလေးရ
ပြီလေဟောအေးညီမလာခဲ့မှာနော်ဒါလေနော်အဲ့ဒီမလေးမရောက်သွားဖို့စိတ်တဖြစ်ပြီလားမထွက်ဖို့မင်းဖြစ်လာမှာနော်မလေးရဲ့မရောက်သွားမယ်နောက်ကျလို့ပြောရောက်ကြရှင်မကိုညအိတ်နေရမယ်နင်းဟုတ်ပါလေအော်ညီမတရားနေရောနော်မလေးရဲ့ကားရနေမှာထားတယ်မတရားကလေးကမကြံရဲ့နင်းလားမလေးရဲ့နင်းလားရွာတော့နောက်ကျပါမယ်နောက်ကျပါခဏဖြွာမယ်နော်နေ့လေခီး